Hello ငါထီပေါက်ချင်တယ်ဆိုတော့ English လို့ဘယ်လိုပြောမလဲတစ်ချက်ကြည့်ကြအောင်နော်အဲ့လိုမျိုးချင်တယ်ဆိုလို့ဆိုရင်じゃ want to ကိုသုံးတယ်ပေါ့နော်want to ရဲ့အနောက်မှာဆိုလို့ဆိုရင်じゃ infinitive verb လေးလိုက်တယ်ပေါ့နော် infinitive verb ဆိုတာကြတော့သူ့မှာ s တွေ es တွေမပါတာကိုပဲပြောရပဲဖြစ်ပါတယ်ဥပမာဆိုလို့ဆိုရင်じゃ watch ဆိုရင်လည်း watch ပဲ play ဆိုရင်လည်း play ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်じゃငါဆိုကြ I ချင်တာကြ I want to win the lottery ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်တစ်ခုအနေနဲ့ဆိုလို့ဆိုရင်じゃငါအခုမာလာရှန်ကောစားခြင်းတယ်အဲ့ဆိုလို့ဆိုရင်じゃငါဆိုကြ I စားခြင်းတာကြ want to eat မာလာရှန်ကောပြီးလို့ဆိုရင်အခုဆိုတာကြ right now ပဲဖြစ်ပါတယ်အဲ့ကျ I want to eat မာလာရှန်ကော right now ပဲဖြစ်ပါတယ်အကယ်၍ want to ကိုအမြန်ပြောခြင်းတဲ့အချိန်မှာဆိုလို့ဆိုရင်じゃ wanna လို့အတန်ထွက်လို့လည်းရပါတယ်ဥပမာဆိုလို့ဆိုရင် I wanna eat မာလာရှန်ကော right now ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်ငါအခု hot pot စားခြင်းနဲ့ဆိုတာလေးကို comment မှာတစ်ချက်မှတ်ခဲ့ပေးအောင်နော်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye